တယောက်တစ်ကက်စီနဲ့အနီးကပ်ပြသခံရပါတယ်။ဒါပေမဲ့ပြစ်ဒဏ်တွေထွက်ပေါ်လာစေတာကတော့အဲ့ဒီနောက်ဆက်တွဲအခြေအနေကြောင့်ပဲဖြစ်ပါတယ်။ဖာနန်ဒက်စ်ရဲ့ဖျက်ထုတ်ပုံကစလို့နောက်ဆက်တွဲရုံရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။အဲ့ဒီနောက်မှာဂျိုအာအိုကန်ဆယ်လိုပါဝင်ပတ်သက်လာပြီးရိုမန်လည်းအဲ့ဒီနားမှာရှိနေတဲ့ကဒေါသတွေပောက်ကွဲကုန်ကြပါတယ်။အိုင်ဗန်ရိုမန်ကတော့အထိုးခံလိုက်ရတယ်လို့မျိုးကွင်းထဲလဲကျသွားခဲ့ပါတယ်။ကြည်ရဆိုပြီးရုပ်ပြဆင်ပြနိုင်လာတယ်လို့လုံးဝကိုမလိုအပ်တဲ့လုပ်ရက်မျိုးပါအိုင်ဗန်ရိုမန်စီကနေအဲ့ဒီလိုတုံ့ပြန်မှုမျိုးထွက်လာအောင်ဘာကတွန်းအားပေးလိုက်တာလဲကမ္ဘာဖလားအကျိုးခြေစမ်းပွဲတစ်ခုမှာနှစ်ဖက်စလုံးကကစားသမားတွေဟာဘာဖြစ်လို့ဒီလောက်တောင်ဒေါသတွေအထိန်ကုန်မဲ့ကုန်ကြတာလဲအခုတော့ရိုမန်နဲ့ရာဖေးလီယာအိုနှစ်ယောက်စလုံးကွင်းထဲကထွက်ခွာခိုင်းခြင်းခံလိုက်ရပါပြီတယောက်တစ်ကက်စီနဲ့အနီးကပ်အသီးသီးပြသခံရပါတယ်ရာဖာဝန်ဒက်စ်နဲ့ဂျိုအာအိုကန်ဆယ်လိုတို့ကအစောပိုင်းမှာစတင်အငင်းပွားခဲ့ကြတာဖြစ်ပေမဲ့ပြစ်ဒဏ်တွေစက်တိုက်ထွက်လာစေတာကတော့နောက်ဆက်တွဲအခြေအနေကြောင့်ပဲဖြစ်ပါတယ်။ရာဖေးလီယာအိုရောအိုင်ဗန်ရိုမန်ပါလက်ပါမိခဲ့ကြပြီးအဲ့ဒီလိုရုပ်ပြဆင်းပြရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့မှုကြောင့်နှစ်ယောက်စလုံးကွင်းထဲကထွက်ခွာခိုင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။